င်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့ခွေးကလေးဘုံဘုံနဲ့တန်ရောစင်တန်ဖို့ပုံမြင်လေးကိုပြောပြမယ်နော်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားတခါတော့ကတောနက်နက်ကြီးနဲ့လေကွင်းများစွာရှိတဲ့ရွာလေးတစ်ရွာမှာအဖိုးတစ်ယောက်နဲ့သူ့ခွေးကလေးဘုံဘုံတို့နေထိုင်ကြတယ်ဘုံဘုံကအဖိုးနဲ့မခွဲခွာပဲနေတိုင်းလေထဲသွားကြတယ်အဖိုးကမြေတွေတူးနေတာမျိုးလုပ်နေချိန်မှာဘုံဘုံကတစ်ပင်အောင်မှာတိတ်တိတ်လေးနေတတ်တယ်တခါတလေတော့လဲချောင်းတစ်ကောင်မြင်တော့မအော်ပဲသတိထားနေတာပဲအဖိုးကဘုံဘုံကိုလူလိုပြောတတ်တယ်ဘုံဘုံလေးကြီးမနှက်ဖန်တော့မိုးရွာမယ်ထင်တယ်သစ်ရွက်တွေစုပေးပါမယ်လို့ပြောနေတတ်တယ်ဘုံဘုံကလည်းမတိမတာနားလည်နေသလိုပဲသူတို့နှစ်ယောက်ကြားမှာတန်ရောစင်တစ်ခုတည်နေသလိုပါပဲဒီနေ့မှာအဖိုးရဲ့သားသမီးတွေကမြို့ကနေပြန်လာကြတယ်သူတို့ကဘုံဘုံကိုကြည့်ပြီးပြောကြတယ်အဖေဒီခွေးကလေးအိုလာပြီအတုံးမကြတော့ဘူးမြို့မှာနေလို့မဖြစ်တာကြောင့်အဖေကိုခွေးနဲ့အတူထားရတာမသိမှာဘူးလို့ပြောကြတယ်အဖိုးကစိတ်မပြတ်ဖို့ကြိုးစားပေမဲ့သူတို့ရဲ့စကားတွေကတော့သူ့စိတ်ကိုနာစေတယ်အဲ့ဒီညမှာအဖိုးကလမ်းလျှောက်ဖို့ဆုံးဖြတ်တယ်သွားကြရအောင်ဘုံဘုံနေအောင်ကောင်းတဲ့တောင်လေးအနားသွားကြမယ်လို့ပြောပြီးဘုံဘုံနဲ့အတူတောင်ပေါ်ထွက်သွားတယ်တောင်လန်းကစိုးနေတာမသိပဲအဖိုးတော်နည်းနည်းချော်သွားတယ်နောက်တစ်ချက်မှာတော့တိရွက်ဆူဆူပေါ်မှာချော်ကျသွားပြီးတောင်တစ်ဖက်အောက်ကိုလဲကျသွားတယ်ဘုံဘုံကအဲ့အခါမှာအဖိုးကိုမြင်လိုက်တယ်တစ်ချက်သေးနဲ့အော်ပြီးအဖိုးဘက်ပြေးလာတယ်သူ့သွားနဲ့အဖိုးလက်ကိုဆွဲပြီးတောင်အောက်မကျသွားစေရန်တူးတယ်အနီးတစ်ဝိုက်ကလူတွေကြားပြီးပြေးလာကြတာနဲ့အဖိုးကိုတောင်ပေါ်ပြန်တင်လိုက်ကြတယ်အဖိုးရဲ့အသက်ကိုဘုံဘုံကကယ်လိုက်တယ်သူ့မျက်နှာအနားမှာဘုံဘုံကအေးဆက်တဲ့ရှာနဲ့နမ်းနေတာပဲအဖိုးကမျက်ရည်တွေထွက်လာပြီးပြောတယ်ဘုံဘုံကြီးမင်းကငါအသက်ကယ်ပေးတာမင်းကိုအသုံးမကျတော့ဘူးဆိုတဲ့စကားတွေငါနားထဲမှာမကြံတော့ဘူးလို့ပြောတယ်အဲ့ဒီနောက်ပိုင်းသားသမီးတွေပြန်လာကြတော့ဖိုးကပြောတယ်တန်ဖိုးဆိုတာအသုံးဝင်မဝင်နဲ့မပတ်သက်ပါဘူးတန်ဖိုးကတန်ရောစင်နဲ့မြစ်တာထဲမှာရှိတယ်လို့ပြောလိုက်တယ်သူ့အိမ်ပေါ်ကနေအေးချမ်းနေတဲ့ဘုံဘုံကိုကြည့်ပြီးအဖိုးရဲ့မျက်လုံးထဲမှာချစ်ချင်းနဲ့ကျေးဇူးတင်မှုအပြည့်ဖြစ်နေတယ်တငယ်ချင်းလေးတို့ဒီပုံပြင်လေးကဘာသင်ခန်းစာရလိုက်ပါသလဲတန်ဖိုးတစ်ခုကိုမျက်စိနဲ့သာမမြင်ပါနဲ့တခါတလေတန်ဖိုးတွေကတန်ရောစင်နဲ့မြစ်တာထဲမှာပဲရှိတတ်ပါတယ်တန်ဖိုးဟာငွေဖြစ်မတိုင်းနိုင်ပါဘူးမြစ်တာနဲ့တန်ရောစင်ကိုသိသူတွေပဲဘဝရဲ့အဓိပ္ပာယ်ကိုနားလည်နိုင်ကြတာပါဒီလိုသင်ခန်းစာကောင်းတဲ့ပုံမြင်တွေအတွက် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့